အားလုံးပဲမင်္ဂလာပါဂျပန်မှာစပိန်စီးတဲ့သူတွေတတိထားရမယ့်ဥပဒေအသစ်ထွက်လာပြီပေါ့နော်အဲ့ဒါဘယ်တော့စမလဲဆိုလို့ရှိရင်2026ခုနှစ် AB လကနေပြီးတော့စမယ်ပေါ့နော်စပိန်စီးတာတွေမှာတခုအမှားယွင်းနေရှိတဲ့အခါမှာတန်ငွေရိုက်လိုက်နိုင်တယ်ဘယ်လိုနေရာတွေမှာတန်ငွေရိုက်မလဲဆိုလို့ရှိရင်တစ်ချက်ကြည့်ကြရအောင်ပေါ့နော်ဘာတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်ပေါ့ဥမာအသက်16နှစ်ထဲစပိန်စီးရဲ့သူတွေပေါ့နော်လန်စီကန်ဖောက်ဖြတ်တာတွေရှိလို့ရှိရင်တန်ငွေရိုက်တဲ့စနစ်ကိုသွားမှာပေါ့နော်ရန်3000ကနေပြီးတော့ရန်1000နဲ့မှ2000အထိပေါ့နော်တန်ငွေရိုက်တာရှိပါတယ်ဖုံးသုံးခြင်းပေါ့နော်ဖုံးသုံးရင်းနဲ့မှစပိန်စီးတာတော့ပေါ့နော်မီနီဖြတ်မောင်းတာတော့ပေါ့နော်အရင်တော့စပိန်စီးလို့ရှိရင်မီနီဖြတ်မောင်းလို့ရှိရင်တိတ်မပြောပဲမြအခုနောက်ပိုင်းကတော့တန်ငွေရိုက်တဲ့စနစ်နဲ့သွားမှာပေါ့နော်ပြီးတော့အရက်တောက်ပြီးတော့စပိန်စီးတာပေါ့နော်အရက်တေစာတောက်စားပြီးတော့စပိန်စီးလို့ရှိရင်တန်ရိုက်တာပေါ့နော်အဲ့ဒီအခါမှာရာဇဝမှုအဆင့်တီဖြစ်နိုင်တယ်ပေါ့နော်တန်ငွေ1100ပေါ့နော်ပြီးတော့ထောင်ဒဏ်9နှစ်ထိလည်းရှာမှတ်နိုင်တယ်ပေါ့နော်ဥမာရက်တောက်စီးပြီးတော့မှတခုခုဖြစ်တာတော့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတာစပိန်စီးနဲ့ရက်တောက်တာဖြစ်တဲ့အတွက်ထောင်ဒဏ်လည်းကျနိုင်ပေါ့နော်ရန်အောင်တတိထားမယ်ဟာဖြစ်ပါတယ်ပေါ့နော်တင်းငယ်တဲ့တန်ငွေထဲမှာဆိုရင်ဒီစပိန်စီးနဲ့ဖုံသုံးတာ12000ဆိုများတဲ့ထဲမှာပါတယ်ပေါ့နော်ပြီးတော့ရန်6000တန်ပြစ်မှုတွေပေါ့နော်အဲ့ဒါပါလဲဆိုရင်မီနီဖြတ်မောင်းတာပေါ့နော်ပြီးတော့လူလျှောက်လမ်းမော်ကိုမစင်မချင်းမောင်းတာပေါ့နော်ဥမာကျွန်တော်ဒီစပိန်စီးလို့ရှိရင်အရင်တော့ဒီလူတွေလမ်းလျှောက်တဲ့ platform ပေါ်မှာစပိန်စီးတာတော့ဘာလို့လုပ်လို့ရတယ်ပေါ့နော်တရားရှိဆိုလို့ရှိရင်တော့ကားလမ်းရဲ့ဘေးမှာပေါ့နော်စပိန်စီးရမယ်လမ်းရှိအဲ့ဒီပုံမှာပဲစီးရမယ်တခုခုကားလမ်းပေါ်မှာကားတွေပိတ်တာဥမာသူလမ်းပြင်နေရဆိုလို့ရှိရင်တော့လိုအပ်တဲ့ခါဆိုလို့ရှိရင်တော့ဒီ platform ကိုတက်ပြီးတော့စီးတာတော့ဘာလို့အဲ့လိုမျိုးရတယ်လို့သိရတယ်ကားလမ်းရဲ့ညာဘက်ရှမ်းမှာပြောင်းမြန်မောင်းတာပေါ့နော်ဒါလမ်းပြောင်းမြန်မှုနဲ့တန်ငွေတွေရိုက်နိုင်တယ်ပေါ့နော်ပြီးတော့အခြားတန်ငွေတွေကဘာတွေရှိလဲဆိုရင်ရန်9000ရဲ့ဝန်းကျင်ပေါ့နော်အဲ့ဒီအရာတွေကဘာရှိလဲဆိုရင်နှစ်ချက်တက်ပြီးတော့စပိန်စီးရပေါ့နော်နှစ်ချက်တက်ပြီးစပိန်စီးရင်ရန်9000ပြီးတော့ဒီနှစ်ချက်တက်တာကနှစ်ဖက်လုံးတက်လို့မရဘူးတစ်ဖက်တက် Bluetooth နှစ်ချက်လုံးတစ်ဖက်တက်တယ်ဆိုရင်တော့ရတယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့တန်ကျဲကြီးဖွင့်ထားတာတော့ပေါ့နော်နှစ်ချက်တက်ပြီးတော့ဒီဘေးပတ်ဝန်းကျင်အတန်တွေကိုတိတ်မကြားတာတော့ပေါ့နော်တခုနှစ်ချက်တက်ပြီးတခုဖြစ်တယ်ဆိုရင်ဒါနှစ်ချက်တက်လို့ဖြစ်တယ်ဆိုပြီးရန်9000တန်ရိုက်နိုင်တယ်ပေါ့နော်တစ်ဖက်တည်းလည်းမတက်တာကောင်းမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ထီးဆောင်ပြီးတော့စပိန်စီရပေါ့နော်ကျွန်တော်ဂျပန်မှာဆိုလို့ချင်းမိုးရွာလို့ရှိရင်ထီးဆောင်ပြီးတော့စပိန်စီရတရားရှိဆိုရင်တော့တန်ရိုက်တော့မှာပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီတိုမာတယ်ကျွန်တော်တို့ဒီကားတွေဆိုရင်တော့ရက်ကိုရက်ရတယ်ပေါ့နော်တိုမာတယ်ဆိုတဲ့ဆိုင်းဘုတ်ရှိရပေါ့နော်ရက်ပါဆိုတဲ့ဆိုင်းဘုတ်အဲ့ဒီမှာကျွန်တော်တို့ကမရက်ဖဲနဲ့အရင်တော့ဆိုရင်ဖြတ်မောင်းတာတော့ပါလို့ရှိရပေါ့နော်အမေအခုတရားရှိဆိုလို့ရှိရင်တော့မရက်ဖဲနဲ့ဖြတ်ပြီးတော့မောင်းနေဆိုလို့ရှိရင်တော့တန်ငွေရိုက်တဲ့စနစ်ကိုသွားမှာပေါ့နော်ပြီးတော့အသေးစားတန်ငွေကပါလိရှိလဲဆိုရင်ရန်3000ညဘက်မှာမီးမထွန်းမနဲ့စပိန်စီတာပြီးတော့လူ2ယောက်စီးတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စပိန်စီးလို့ရှိရင်ရှေ့တစ်ယောက်နောက်တစ်ယောက်စပိန်စီးရပေါ့နော်အဲ့ဒီဟာကဂျပန်မှာမရဘူးပေါ့နော်မိဘတွေဆိုလို့ရှိရင်ကလေးချောင်းပို့တာချင်းနောက်မှာကလေးထိုင်ကုန်လေးပါတယ်အဲ့လိုမျိုးဆိုရင်တော့ရတယ်နော်ဘယ်လိုလူကြီးတွေကြီးပဲ2ယောက်စီးရဆိုရင်မရဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင်တန်ငွေ3000ရိုက်မယ်ပေါ့နော်ပြပေးချင်းရှင်ပြီးစီးရစပိန်2စီးပေါ့နော်ဘယ်ဘက်ကတည်းညာဘက်ကတည်းအဲ့လိုရှင်ပြီးတော့ပေါ့နော်စပိန်စီးရအဲ့ဒီဟာလည်းတန်ရိုက်မယ်ပေါ့နော်ရန်3000ဖြစ်တယ်လို့သိရတယ်ပေါ့နော်သူ3ပြရမယ့်ချက်ကတော့ရက်တော့ပြီးတော့စပိန်စီးခြင်းပဲဖြစ်ပါတယ်ပေါ့နော်ပြမှုအရန်ကြီးပါတယ်ပေါ့နော်ထောင်ဒဏ်နေကြနိုင်တယ်နိုင်ငံသားတွေဆိုလို့ရှိရင်တော့ဗီဇာဖြတ်သိမ်းတာလို့ပေါ့နော်ဗီဇာဖြတ်သိမ်းပြီးပြန်ပို့ခံရတာတို့အဲ့ဒီလောက်ထိရှိနိုင်တယ်ပေါ့နော်သူတို့နိုင်ငံသားတွေဆိုရင်တော့ထောင်ဒဏ်ပေးရင်ပါပေါ့နော်နိုင်ငံသားဆိုလို့ရှိရင်တော့ထောင်ဒဏ်လည်းပေးရင်လည်းပေးနိုင်တယ်ပြန်လွှတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ပြမှုအရန်ကြီးပါတယ်ပေါ့နော်တတိထားစေချင်ပါတယ်စပိန်စီးလိုက်နိုင်ရမယ့်အချက်5ချက်ပေါ့နော်ကားလမ်းရဲ့ဘက်ကပ်ပြီးတော့စီးပါပေါ့နော်ပြီးရင်အချက်ပြမီနဲ့ဆိုင်းဘုတ်တွေကိုလိုက်နာပါပေါ့နော်ပြီးညာဘက်ဆိုရင်မီထွန်းပြီးတော့စီးပါနော်အရက်တော့ပြီးလုံးဝမစီးပါနဲ့ရက်တော့ပြီးစီးရင်ပြင်းမှုရမ်းကြီးပါတယ်ပြီးတော့အုတ်ထုတ်ဆောင်းပါနော်အုတ်ထုတ်ဆောင်းတာမဆောင်းတာကကြောတန်ငွေရိုက်တဲ့ထဲမှာတော့မပါသေးဘူးပေါ့နော်တန်ငွေဆောင်းရလို့ရှိရင်ဒါမနေဘူးပေါ့နော်တန်ငွေဆောင်းရတာဆိုရင်တခုတည်းမပြီးသေးဘူးပေါ့နော်ကျွန်တော်နိုင်ငံသားတွေဆိုဒါမျိုးပြင်းမှုတွေဖြစ်တယ်ဆိုရင်ဒါစီကံဖောက်ဖျက်မှုဆိုတဲ့စည်ရင်းနဲ့ဝင်သွားနိုင်တယ်ပေါ့နော်ဥမာနောက်ပိုင်းကိုက PR လျှောက်တာလို့ပေါ့နော်ဂျပန်လူမျိုးပြောင်းတာတော့နော်သူရဲ့ပြစ်မှုကျူးလွန်ပါတယ်ဆိုတဲ့စည်ရင်းနဲ့ဝင်သွားလို့ရှိရင်သူတို့စီကံအနေနဲ့တွားညှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတတိထားဖို့လိုပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်